အဲ့တော့ဒီမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါကိုဒီနေ့တော့ယူရီကဒီ UK နဲ့မြန်မာအဓိကကွာခြားတဲ့ difference လေးတွေကိုအရင်ဆုံးပြောချင်တယ်မြန်မာဆုံးအနေနဲ့တိတိတတ်တာဘာကွာခြားလဲဆိုတော့ weather နဲ့ပတ်သက်ပြီးတော့ကွာရယ်ပေါ့နော်ယူရီတို့မြန်မာပြည်မှာဆိုရင်ຫນွေရယ်မိုးရယ်ဆောင်းရယ်ဆိုပြီးတော့၃မျိုးရှိရယ်ကွာဒီမှာကျတော့အဲ့လိုမဟုတ်ဘူးຫນွေဦးຫນွေဆောင်းဦးဆောင်းအဲ့လိုမျိုးရှိရယ်အဲ့နဲ့တော့မိုးမရဘူးလို့တော့မတွေးနဲ့မိုးက24/7သူစိတ်ကူးပေါက်တဲ့အချိန်ကြိုက်သလိုရွာရယ်ဒါကတော့ဒီမှာအဓိကကွာခြားရရာသီဥတုအကြောင်းပေါ့နော်ပြီးရင်နောက်ထပ်တိတိတကွာခြားရတာတွေက daily life မှာဆိုရင်ဘယ်လိုမျိုးနေရာတွေမှာတိတာလဲဆိုရင်ဥပမာကိုကဈေးဝယ်တဲ့အခါမှာဒီဘက်မှာဆိုင်နေရကွာဈေးဝယ်ရင်ဘယ်တော့မှအိတ်ကိုအလကားမပေးဘူးအိတ်ကိုအလကားမပေးဘူးဆိုပေမဲ့ကွာအိတ်မရောင်းတာတော့မဟုတ်ဘူးအိတ်ကိုကဈေးဝယ်တဲ့အခါတိုင်းမှာဝယ်ရတယ်ဝယ်ပြီးတော့အကယ်၍ကိုကအမြဲအိတ်ဖိုးတွေမပေးချင်ဘူးဆိုရင်တော့အဲ့လို grocery bag တွေကိုတည်သွားပေါ့နော်ယူလို့ဆိုရင်အဲ့လိုတစ်ခါတော့အဲ့လိုကြွအိတ်တွေမဝယ်တော့ဘဲနဲ့ကွာအိတ်အကြီးတွေအဲ့လိုမျိုးအိတ်တွေကိုနှိပ်သုံးရင်အကြီးလေးစုထားပါပြီးဈေးဝယ်တဲ့အခါအိတ်တွေပဲသုံးတယ်အကယ်၍ကိုကအပြင်မှာအခြားမုတ်ဆိုင်မှာဖြစ်ဖြစ်ကွာဝယ်လို့အိတ်ယူလို့မရဘူးဆိုရင်တော့အိတ်မတည်တော့အိတ်ဖိုးတော့ပေးမနေတော့ကွာကိုကပဲပစ္စည်းကိုလက်ထက်ကကင်ပြီးပဲသွားရဲပေါ့နော်ဒါကတော့ daily life မှာမြန်မာပြည်နဲ့ကွာတဲ့အချက်လေးတွေအဲ့လို grocery ဝယ်တဲ့အခါမှာကယူတို့ရေဆိုမြန်မာနိုင်ငံမှာဆို cash ပဲ mainly သုံးတယ် KB ဘာညာသုံးတာလည်းနည်းနည်းတော့သုံးတဲ့သူရှိပေမဲ့ကွာဈေးဝယ် KB နဲ့ရှင်းတာတော့နည်းနည်းအရင်ကြီးတော့မတွက်သေးဘူးအဲ့ဒါထိုင်းတို့ဘာလို့မှလည်းအဲ့လိုယူရီတို့သွားတော့ cash နဲ့ပဲသုံးခဲ့ပေါ့နော်ဒီဘက်မှာကျလူတော်တော်များများ cash ကိုမကန်ဘူးကွာအဓိကဘန်ကက်လည်းအဲ့လောက်တိတ်မကင်ကြဘူးကြားလေးကတော့ကင်တယ်ကွာ main ကလေးမှာဘန်ကက်လက်ထဲမှာဆောင်းတာရှားရကွာအဓိက mainly ယူတို့ဒီဖုန်းထဲမှာကွာအဲ့လိုထပ်ပင်လုပ်လို့ရတဲ့ဟာရှိတယ်အဲ့ဒီဈေးဝယ်မှာဖုန်းနဲ့ထပ်ပြီးရှင်းလိုက်တယ်ဘယ်နေရာတော့ဖုန်းနဲ့ထပ်ပြီးရှင်းတာပဲများရပေါ့နော်နောက်တစ်ခုအနေနဲ့ကျွေးတို့မြန်မာပြည်မှာဆိုရင်တော်တော်များများလမ်းမျိုးနယ်တိုင်းရက်ကွက်တိုင်းမှာတွေ့ရတာလက်ဖက်ရည်ဆိုင်တွေကိုတွေ့ရတယ်ကွာအဲ့လိုမျိုးပဲဒီ UK ကလက်ဖက်ရည်ဆိုင် version ရကြတော့ pub လို့ခေါ်ရကွာ pub မှာဆိုရင်သူတို့အသက်ကြီးရဲ့ပိုင်းရောလူငယ်ပိုင်းတွေရောဒါမှမဟုတ်ကလေးပေါက်စီလေးတော့မတွေ့ရဘူးကွာဒီလိုမျိုး20ကျော်တွေအဲ့လို18ပြည့်ပြီးသားလူတွေအသက်ကြီးပိုင်းတွေလည်းတွေ့ရတယ်ကွာသူတို့ကအဲ့မှာကျွေးတို့မြန်မာပြည်မှာလက်ဖက်ရည်ဆိုင်ကိုခဏခဏသွားသလိုမျိုးဒီကလူတွေကကြာဖတ်မှာခဏခဏစုံကြရတယ်တကယ်ချင်းတွေဝိုင်းဖွဲ့ပြီးစကားပြောကြရတယ်ဒီမှာအဲ့လိုဘားတွေဆိုရင်အရန် active ဖြစ်တဲ့လူငယ်တွေလောက်ပဲသွားတာကွာများသောအားဖြင့်တွေ့မယ်တောက်လဲတောက်ချင်တယ်တွေ့လဲတွေ့မယ်ဆိုရင်ဖတ်တွေမှာစုံနေပေါ့နော်ပြီးတော့ဒီမှာဘယ်လိုမျိုးတွေရှိသေးလဲဆိုတော့လမ်းကူးတဲ့နေရာမှာကွာကျွေးတို့နိုင်ငံပေါ့နော် mainly ပေါ့လမ်းကူးရင်လူကူးမင်းကြကူးတာလည်းရှိရဲလူကူးမင်းကြမကူးဘဲနဲ့ဖြစ်ကူးတာလည်းများပေါ့နော်ဒီမှာလမ်းကူးတဲ့နေရာမှာအဲ့လိုစနစ်တကျဖြစ်တယ်ပေါ့နော်ကိုကလမ်းကူးရင်ဒီမျိုးသူလူသွားလို့ရတဲ့ခလုတ်ကလေးနှိပ်လို့ရတယ်ကွာအဲ့ဒါရှိသလိုနောက်တစ်မျိုးအနေနဲ့じゃလူကူးမြင်းကြမှာကားကွာဘလို့နေကားရက်ကိုရက်ပေးရတဲ့နေရာလည်းရှိရဲအဲ့ဒါကြတော့လူကူး main ကလူကူးမြင်းကြပေါ့ကွာအဲ့နေရာရောက်ကားတွေဘလောက်များကိုဖြတ်တော့မယ်ဆိုရင်ကိုကကွာတားစရာမလိုခဏလေးပါလေပြောစရာမလိုဘယ်မှပြောစရာမလိုအဲ့နေရာရောက်ရင်ကားလူရက်ပေးပြီးတော့လူကလူသွားရတယ်အဲ့လိုမျိုးတော့ရှိရဲပေါ့နော်ကိုကသွားချင်းနှိပ်ရတဲ့ခလုတ်နှိပ်ရတဲ့ဟာရှိရဲအလိုလိုရက်ပေးတဲ့နေရာရှိရဲပေါ့နော်ဒါကတော့ဂျူရီအခုပြောနေတဲ့စဉ်းစားမိသလောက်အဲ့လိုမျိုး difference တွေပေါ့နော်ဂျူရီတို့ဒီမှာများသောအားဖြင့်ပေါ့နော် Asian တွေကြုံတွေ့ရတဲ့ပြဿနာဒီ racist ကိစ္စကွာဒီမှာဆိုရင်များသောအားဖြင့်ဒီဓမ္မတယောက်အနေနဲ့ဗာမိတစ်ယောက်အနေနဲ့ဘယ်လိုကြုံတွေ့ရလဲဆိုတော့ဒီကလူတွေကကွာအဲ့လိုမျိုးဒီ British နိုင်ငံသားတွေပဲ racist လုပ်တာမဟုတ်ဘူးတခါလေကျရင်အခြားကွာအဲ့လိုမျိုးအခြားနိုင်ငံအခြားဘက်ကဘယ်လိုပြောမလဲအခြားလူမျိုးတွေကလည်း racist လုပ်တယ်ကွာသိလားဘယ်လိုလုပ်တာလဲဆိုတော့ယူရိုဆိုပမာကွာဒါပေမဲ့သူတို့တွေကဘယ်လိုပဲသိကြလဲဆိုတော့ Asian ဘက်ကလာတဲ့အသားနည်းနည်းဖြစ်ရဆိုရင်သူတို့တရုတ်ပဲသတ်မှတ်တာကွာပြီးရင်တော်တော်များသိရမလားအချို့နိုင်ငံတွေဆိုလို့တရုတ်တွေကိုပိုပြီး racist လုပ်တာရှိရကွာAsia နိုင်ငံသားတွေမှာပတ်သက်ရင်တော့အဲ့တော့ယူရိုကိုအပြင်မှာတွေ့ပြီဆိုရင်လည်းဘယ်လိုပြောမလဲဗမာဖြစ်ပေမဲ့ကွာတရုတ်လို့ထင်ပြီးတော့ racist လောက်ခံရတဲ့ကိစ္စကိုဂျူတို့တွေတော်တော်မှန်ကြုံတွေ့ရတယ်ပေါ့နော်အဲ့ဒါအသားဖြူနေရလို့လည်းမဟုတ်ဘူးကွာဂျူတငယ်ချင်းတွေမှာအသားရမ်းမဖြူတဲ့လူမျိုးတွေလည်းရှိရကွာအသားညိုစင်ထဲမှာပါတယ်ပြီးဆိုရင်လည်းမရဘူးသူတို့ကတရုတ်ထဲကိုတရုတ်ခိုင်းထဲကိုသွင်းပြီးဂျူတို့ racist လုပ်တဲ့အပိုင်းတွေရှိရဂျူအကိုတွေ့ရမလားမနေ့ကဂျူတို့ဗီဒီယိုရိုက်နေတယ်လေကားထဲကနေလှမ်းပြောသွားတာလေအဲ့လိုပဲကားထဲကလှမ်းပြောသွားတဲ့သူဆိုရင်သူဆိုကွာဒီကအဖြူလူမျိုးမဟုတ်ကွာဘာလူမျိုးလဲတော့တခြားမသိဘူးကွာဒါပေမဲ့ဒီကဒီ British တွေမှာပဲ racist လုပ်တာမဟုတ်အခြားလူမျိုးအချင်းချင်းကိုဒီ Asian တွေဆိုရင်ပို့ပြီးတော့ racist လုပ်ကြရတယ်လည်းရှိတယ်